အကျွေးပြဿနာကြောင့်ရွာလုံးကျို့ရိုက်ပွဲပြင်နေကြတဲ့အထိအခြေအနေတွေအေးဆက်တင်းမာနေခဲ့ပါတယ်။အကျွေးတောင်းသူတွေဘက်ကစေးဖိုးနဲ့လှုပ်အားခနစ်နာကြီးတပြားမှမလျှော့ပဲဒီနေ့ပဲအပြက်ရှင်းဖို့ဖိအားပေးနေတယ်လို့အကျွေးတင်နေတဲ့ဝူမီသားစုဘက်ကလည်းပေးစရာပိုက်ဆံမရှိလို့နောက်ထပ်ရက်ရောရက်ရွှေပေးဖို့တောင်းပန်နေခဲ့ပါတယ်။ဒါပေမဲ့နှစ်ဖက်စကားများရင်းကိစ္စတွေပိုကြီးလာပြီးရွာသူရွာသားတွေအကုန်ကြည့်နေချိန်မှာပဲအကျွေးတောင်းသူတွေကမိမနဲ့ကလေးတွေကိုပါရန်ရှာဖို့ကြိုးစားလာပါတယ်။ဒီအချိန်မှာပဲအခြေအနေကိုဝင်ထိန်းလိုက်သူကတော့အရင်ကဒီအိမ်နဲ့တွေးမကင်းခဲ့တဲ့မင်းသားရှီချွမ်းပါပဲသူကအပြစ်မရှိတဲ့မိန်းမနဲ့ကလေးတွေကိုလက်ဖျားနဲ့တောင်မထိဖို့ပြက်ပြက်တတ်တာကာကွယ်ပေးလိုက်ပြီးဗတ်စုံကတောင်းကျမ်းနေကြသူတွေကိုတတိပေးလိုက်ပါတယ်မိသားစုကတော့သူတို့ဘက်ကရက်တီပေးတဲ့အထင်နဲ့ရှီချွမ်းကိုကူညီဖို့တောင်းဆိုခဲ့ပေမဲ့ရှီချွမ်းကတော့ဒါဟာအပြစ်မဲ့သူတွေကိုကာကွယ်ရုံတက်ပဲလို့အပြည့်ညင်းဆိုခဲ့ပါတယ်အကူညီမဲ့နေတဲ့ဦးလေးဖြစ်သူကရှီချွမ်းတို့တားဖနှစ်ယောက်ကိုဝူမိသားစုကိုဒုတိယအကြိမ်ကယ်တင်ပေးဖို့ဝမ်းနည်းစွာနဲ့တောင်းပန်လိုက်ရပါတော့တယ်ကောက်ကျစ်စင်းလဲခဲ့သူတွေဒူးထောက်လာတဲ့အခါတောင်းပန်စကားဆိုတာတမိုင်းကိုပြောင်းလဲနိုင်ပါမလားအမားတွေကိုဖုံးကွယ်ဖို့အကျွေးတွေလာရှင်းခိုင်းနေတဲ့ခဲအိုဖြစ်သူဟာမရှက်မကြောက်ပဲငါတို့ကမိသားစုတွေပါဆိုပြီးကင်းပစွန်စီလာဆန်းနေပါတယ်ဒါပေမဲ့မင်းသားဖြစ်သူရှီချွန်းကတော့ဒီတစ်ချိန်မှာအရင်လိုအရှုံးမပေးတော့ပါဘူးစရင်မဲတွေလုတ်ပြီးအမျက်ထုတ်ခဲ့တာမင်းသားရဲ့တွင်းချွေးနှွေးလှုပ်အားကားတွေကိုခိုးယူပြီးပြဿနာတက်မှအပြစ်ပုံချခဲ့တာတွေကိုတခုမကြံပြန်ဖော်ထုတ်လိုက်ပါတယ်အရှက်မရှိတဲ့ဝူမီသားစုဟာသူတို့စော်ကားခဲ့စဉ်ကကိုမေ့လျှော့ပြီးမင်းသားကိုပဲလူယုံမှယာရုတက်ဖို့စူးစမ်းနေကြတော့မှအဲ့ဒါကတော့သူတို့ခင်းပေးတဲ့လမ်းအတိုင်းသွားမှာမဟုတ်ပဲမင်းသားရဲ့စီကံအတိုင်းပဲသွားမယ်ဆိုတာပါပဲမင်းသားကစေးရုံစည်းရိမ်နဲ့ရော်ကြီးငွေ2မျိုးကိုပဲစိုက်ထုတ်ပေးမှဖြစ်ပြီးကြံတဲ့အကျွေးတွေကိုတော့သူတို့ဘာသာရှင်းခိုင်းလိုက်ပါတယ်ဒါတွေမကသေးပဲဒုတိယအချက်အနေနဲ့ဒီနှစ်တွေအတွင်းမင်းသားစီကခိုးယူထားတဲ့လှုပ်အားခတွေကိုအကျွေးဝင်ခံလွှာမှာတရားဝင်လက်မှတ်ထိုးခိုင်းလိုက်တာကြောင့်ဝူမီသားစုတစုလုံးအကြီးအကျယ်တုန်လှုပ်သွားကြပါတယ်မင်းသားဟာလူတစ်ယောက်ရဲ့အသက်မို့လို့ကယ်တင်ခဲ့တာဖြစ်ပြီးသူတို့ပြန်ထူထောင်လာပြီးသူ့ကိုဒုတိယအကြိမ်ပြန်နှင်းချေမှာကိုတော့ဘယ်တော့မှခွင့်ပြုမှာမဟုတ်ပါဘူးမားရင်ဝန်ခံရမယ်ကြွေးရှိရင်ဆက်ရမယ်ဆိုတဲ့စီကံအတိုင်းလက်မှတ်မထိုးရင်ဘာမှမကူညီနိုင်ကြောင်းမင်းသားပြက်ပြက်တတ်တာညှင်းဆန်လိုက်ပါတယ်